လိုက်တိုင်ကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်လူအားလုံးဘေးရန်ကင်းကျမ်းမာချမ်းသာကံကောင်းကြပါသည်ယခုအခါရာသီဆက်ဝန်းတို့ရွှေ့ပြောင်းလာတာ2025နောက်ဆုံးလလယ်ရောက်လာပြီအဲ့ဒါလို့ရာသီတွေပြောင်းလတွေပြောင်းနေ့တွေပြောင်းသလိုကံကြမ္မာဆိုင်ရာအဆိုးအကောင်းတွေလည်းပြောင်းပါတယ်နက္ခတ်ဂျိုစည်းဂျိုနင်းတွေလည်းအဝင်ထွက်ပြောင်းပါတယ်အဲ့တော့နက္ခတ်ဂျိုစည်းဂျိုနင်းတွေနဲ့လူနဲ့တဘာဝနဲ့တက်ရှိတက်မဲ့နဲ့သူ့ဘာသူတဟဇာတသွားလာလှုပ်ရှားနေတာပါအဆွဲငယ်နေအပေးယူတွေအပြောင်းလဲတွေရှိပါတယ်ဥပမာအပြင်ပူနေတဲ့ຢာတီကနေအေးတဲ့ຢာတီရောက်တယ်မိုးတွင်းကနေဆောင်းတွင်းရောက်တယ်အဲ့ຢာတီမတူသလိုအသီးအပွင့်တွေလည်းမတူတော့ဘူးပတ်ဝန်းကျင်တဘာဝကိုတေချာလေ့လာလိုက်မတူတော့ဘူးနေတာစိမ့်တာဖြူအဲ့ဒီပုံစံမျိုးပဲရေဒီဒီရေဒီမိုးရေဒီမိုးချိန်တာတွေဒါတွေလည်းလျော့နေသွားလူတွေရဲ့ကံကြမ္မာလည်းတိတိတသာသတိထားကြည့်ရင်ပြောင်းသွားတယ်အဲ့လိုပြောင်းလဲလာတဲ့ကံကြမ္မာမှာအဆိုးတွေနေပြီးအကောင်းများဖို့ဆောင်းရံရှောင်းရံလေးတွေကံကြမ္မာပညာနက္ခတ်ဆိုင်ရာယာတိဆက်ဝင်းဖြစ်ဟောပြောပြမှာဖြစ်ပါတယ်ကျွန်တော်ပိဋကကြီးရေလို့အေးလို့ပန်းလို့လမ်းကြပါသည်သူရာဒီပွားစက်တင်ဘာ23နဲ့အောက်တိုဘာ23ကြာမွေးဖွားသူတွေဖြစ်တယ်သူရာဒီပွားမိသားစုတွေဟာဒီကာလမှာအဟောင်းမှအစ်စ်ကိုချိန်ပြောင်းတော့ရက်တရပတ်အလုတ်ဟောင်းနေရာဟောင်းအိမ်ဟောင်းဆိုင်ဟောင်းကားဟောင်းအဲ့ဒီအရာလူကိုတသိအကြံစီအဟောင်းတွေပြက်ရောင်းပြောင်းဆုံးခွာမှာအလုတ်တွေယာတုတွေစီးပွားတဲ့အတွေးခေါ်အယူဆအသစ်အဲ့ဒါကြီးပေါ်လာမယ်အဟောင်းတွေပြန်လုတ်တာလဲအသစ်ပါပဲအဟောင်းနဲ့အသစ်ချိန်နေတဲ့ချိန်အိမ်ထဲအလုတ်ထဲခန္ဓာကိုယ်ထဲလုပ်ငန်းခွင်ထဲမှာပြဿနာအရှုပ်ရှင်းတွေရှိတယ်အဲ့ဒါနဲ့ဂရုစိုက်ဖို့လိုတယ်ကိုကြောင့်မဟုတ်တဲ့ပြဿနာတွေမိကြီးဖကြီးပြဿနာတွေအိမ်တော်ရေးပြဿနာတွေမရှင်းတတ်ရရှုံးမယ်မိန်းကလေးငယ်များသွေးဝမ်းကြမ်းမာရေးဂရုစိုက်ယောက်ျားလေးများသွေးသက်တန်ရုံဖြစ်တတ်တယ်ခရီးသွားနေရာထိုင်ခင်းကိစ္စတွေအသစ်ပေါ်မယ်အလူဒါနမိသားစုတွေနဲ့ခရီးသွားရမယ်အိမ်တော်စိတ်ချမ်းသာမှုရှိတော်လဲအခက်ခဲတွေနည်းနည်းရှိတယ်စိတ်သက်ကြောင်းလန့်မင်္ဂလာကိစ္စတွေပေါ်မှာဖြစ်ပါတယ်ရဲလုပ်ပါအကောင်းဆုံးဒီကာလမှာတောက်ပြောင်တဲ့အယောင်တွေနဲ့တာနာအသစ်အိမ်သစ်လုံရင်သစ်အယောင်အသစ်များဝတ်ပါအိမ်ဟောင်းလုံရင်ဟောင်းအယောင်ဟောင်းများသူများပေးလာတာများရှိရင်ရှောင်ပါအဆုပ်အပြက်တွေအဟောင်းအနှွားတွေဆွန့်တင်တာဆွန့်ပြီးအသစ်ချင်းတင်တာချင်းပါ368ပတ်လဲတနင်္လာနေ့မှာထူပါလောကဝိတုပရိစ္ဆေဘစိတ်ပါအေရဖရာမှာတတိ3မျိုးရေ3မျိုးပန်း3မျိုးအကျော်3မျိုးလှူပေးပါ9ရက်ပြည့်အောင်လှူပါဖြစ်နိုင်ရင်ဝေးဖွားပြီးကစားကလေးငယ်များအတွက်ကလေးနဲ့ကလေးမိခင်များအတွက်တဦးတယောက်အတွက်လှူပေးပါအရာခတိကံကောင်းပြီးငွေတွေအစုပြုံလိုက်ဝင်လာပါလိမ့်မယ်သူရာဒီဘွားမိသားစုတွေကံကောင်းကြမ်းမှချမ်းသာပါသည်